မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ Fight of the Night အဖြစ်ရွေးချယ်ခံရတော့ဂျိုဆီယာဘန်ကိုအပိုစုကျင်းဝင်အမေရိကန်ဒေါ်လာ9000စီချီးမြှင့်သွားတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ဒီနေ့မနေ့ဇွန်လ29ရက်နေ့ UFC ကကျင်းပတဲ့317ပြန်ပွဲကြီးကတော့ဂျိုဆီယာဘန်နဲ့ Prime တို့ပွဲကိုတော့ Fight of the Night အဖြစ်ရွေးချယ်လိုက်ကြောင်း UFC ကတရားဝင်ထုတ်ပြန်လိုက်တယ်ပေါ့နော် Prime နဲ့ Joshua ဘန်တို့ပွဲကအရန်ကိုကြည့်ကောင်းလို့တဲ့အတွက်အသက်စုမားလောက်ဒီအထိညက်တော့မခရလောက်ဒီကြည့်ပွဲကအရန်ကိုကောင်းတဲ့အတွက်ပရိသတ်တွေကလည်းမချစ်ပေးကြတယ်လို့တချို့ပရိသတ်တွေကFight of the Year တဲ့မှာဟိုလားခေါ်မဲ့ရေးပေးကြတာပေါ့ဒီပွဲဟာ UFC ကကျင်းပတော့ပွဲထကြည့်မယ်ဆိုရင်တော့အကောင်ဆုံးပွဲလို့တော့မှတင်စားရတဲ့ဖြစ်ရအောင်ကောင်းတယ်ပေါ့မြန်မာပြည်နယ်ကွာဂျိုဆီယာဘာကဒီပွဲမှာဆိုရင်ပထမအချိန်နဲ့တတိယအချိန်မှာသူကအတားပြင်းနဲ့ပေါ်လာခဲ့တယ်ပြီးတော့လည်း business နဲ့ပို့လာတဲ့အတွက်ဒီပွဲကအင်မတန်တော့ခွာကြည့်တဲ့ prime out ကိုမှသူကဖိထိုင်ချပြီးပို့ရတယ်ပေါ့အရင်ကကောင်းခဲ့တဲ့ကျွန်တော်တို့ရဲ့အမှားကိုကွာချင်းတိုင်ကကျိုးစီမှာတော့မလေးစားဘူးအနေနဲ့အခုသူ့ကိုတော့ဒီ US က Fight of the Night အဖြစ်ရွေးချယ်ခိုင်းရတယ်ပြီးတော့လည်း American dollar 9000စီပဲထပ်ပြီးချီးနေပါတယ် US ကတိုင်းသားထဲမှာကြည့်မယ်ဆိုတော့အာဆာသားထဲမှာဆိုတော့ဒီလောက်တော်တဲ့ fighter ဒီလိုဘဝမှာမရှိဘူးပြီးတော့ကျိုးစီရတဲ့ရက်ပွဲကကြည့်မယ်ဆိုတော့ခင်းစံချိန်ဝေသွားသည့်အထိပရိသတ်ရဲ့အားပေးမှုကိုကြည့်လို့ရှိရင်အကျဉ်းအောင်ကြားခဲ့ဥယျာဉ်ပန်းမှာလည်းပရိသတ်ရဲ့ဖြစ်ရန်များသလိုအာဆာမှာဆိုရင်ကျွန်တော်တို့ရဲ့မြန်မာပရိသတ်ရဲ့အားပေးမှုကိုလည်း UFC ကပြောမယ်ဆိုရင်တရားဝင်ကိုအတိအမှပြုတယ်လို့ဖြစ်သွားပြီပေါ့နော်အခုလို UFC က Fight of the Night အဖြစ်ရွေးချယ်ခံရတဲ့ဒီပွဲကိုကြားတဲ့ Rice Mount နဲ့ Joshua ဘန်တို့ကတရားကိုအမေရိကန်ဒေါ်လာ9000စီကိုခေါ်လာစစ်ချင်းကိုပေးတော့ပါတယ်ဂျိုဆီယာဘန်တဲ့စာတာပြည့်တဲ့ကာလလွတ်တော်ပြောရမှာပေါ့။အားကြောင့်လဲဆိုတော့ဂျိုဆီယာဘန်ကဒီပွဲဒီအမှန်ဆိုဒီပြရမှာမဟုတ်ပါဘူး။လူစားထိုးဝင်တဲ့ဝေရောက်လာတဲ့ fighter ဖြစ်ပါတယ်။ဒါပေမဲ့လူစားထိုးဝင်လာတာဖြစ်ပေမဲ့ဒီလို racket number 1 fighter ကိုရေဆန်ခွေးရခဲ့ပြီးတော့နိုင်ပွဲတဲ့သူရယူနိုင်ခဲ့တယ်။အင်မတန်မှလူစားထိုးမှုတွေမှာအတော်ဆုံး fighter လို့ပဲပြောရမှာပေါ့။ဒီလိုပွဲကိုနိုင်လိုက်လို့ခါဘာလူခွင့်လဲဂျိုဆီယာဘန်ရဲ့လက်ထဲကိုရောက်လာခဲ့ပြီးဖြစ်ပါတယ်။တန်ပွဲအမစင်ဘယ်လောက်ကိုရောက်ရင်ဂျိုဆီယာဘန်ရဲ့ခါဘာလက်ထဲရောက်လာတော့မလားဆိုတာကိုတော့ကျွန်တော်တို့တော်တော်သိခဲ့ပါတယ်။နောက်လာမယ့် UFC ရဲ့ 3-1 H မှာလည်းဂျိုဆီယာဘန်ထိုက်လဲပါမယ်တလို့ပိုင်လဲမပါဘူး။မဖြစ်လို့ဆိုတော့ပရိသတ်တွေတောင်းဆိုမှုများရဲ့လည်းပါသွားနိုင်တယ်ပေါ့နော်အရင်ကကောင်းတဲ့ fighter ဖြစ်တဲ့အတွက်ကြည့်စုတဲ့ကိုယ်တော်မှဒီပွဲကဒီတိတ်တိတ်ကြည့်ရတယ် UFC ဆိုတာက one championship လို့မဟုတ်တာတကယ်ကျန်တဲ့ fighter တွေတကယ်မာတဲ့ fighter တွေတကယ်ပညာဆိုတဲ့ fighter ကိုထုတ်တော့ကြည့်လို့အရင်ကောင်းတယ်ပေါ့နော်အစားကတော့ UFC ဆိုတာကကျွန်တော်တို့မြန်မာပြည်ပွားတွေဘယ်လိုမှရောက်နိုင်တဲ့နေရာမဟုတ်ဘူးလို့ပဲကျွန်တော်ကထင်နေခဲ့တာတကယ်တော့ကျွန်တော်တို့မသိတာကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကတိုင်းရင်းသားတွေကနေပဲတီးတီးမှတော်ကြတာလားဆိုတာကိုတော့ဒီ US ကကျစွန်တယ်တက်ပြီးပြတော့တယ်ဝမ်းမှာဆိုရင်တော့အောင်လားခပတ်အထက်ကွန်းဖြစ်ခဲ့မှုတဲ့ဂျိုးဆူဘန်နဲ့ UFC မှာအောင်မြင်နိုင်မလားဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်ဒီတစ်ခါကတော့ကျွန်တော်တို့အင်မတန်မှပြောလို့ဗီဒီယိုကိုကျွန်တော်ပြန်ပြီးတော့ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်ဗီဒီယိုအသစ်တင်တဲ့ပြည်နယ်ကိုကျွန်တော်ရဲ့ YouTube channel လေးကိုလည်းshare လုပ်ထားပြီးတော့ဗီဒီယိုအသစ်တင်တဲ့ပြည်နယ်ကိုပြင်အောင်ခေါင်းလေးကိုလည်းလိုက်ထားပြီးတော့ကျွန်တော်တို့တင်ပြခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ